အခုစစ်သားအယောက်2000နဲ့အရာရှိအယောက်200ကျော်လင်းဝင်သွားပြီစီရီယံလုတ်လိုက်ပြီဟာသူကောင်းရင်လုံး2000ကျော်တယ် အရာရှိက200ကျော် ဟာဒုက္ခပဲ အားလုံးမင်္ဂလာပါခင်ဗျာဒီကနေ့မှာလည်းကျွန်တော်တို့ပြည်သူ့ချစ်တော်ကြီးများဖြစ်ကြတဲ့ One Star ကိုအောင်တော်နဲ့ကိုပေါ့စီနွေဦးတော်လန်ရေးတို့ရဲ့စကားစားဘက်မှာဖြစ်နေတဲ့ဖြစ်ပျက်လေးတွေကိုဟာတာသဘောမျိုးလေးရိုက်ကူထားတဲ့ဗီဒီယိုလေးတွေကို reaction လုပ်ပြီးမှဖြစ်ပါတယ်အားလုံးပဲကျွန်တော်တို့ကြည့်အောင်ခင်ဗျာဒီအချိုးမပြေတဲ့အတွက်အခုဘာဖြစ်လဲဆိုတော့ဒီရှေ့တန်းမှာဒီမတာပေါ်ရတဲ့ကောင်တွေခဏဘယ်ထားနော် ဟုတ်တေသွားတယ်လူ ဒီတေသွားတဲ့အတူအဖြစ်သွားတဲ့ကောင်တွေခဏဖော်ရလိုက် ကြာဆုံးသွားတယ်ရဲဘော်တွေ အေးနော် ကြာဆုံးသွားတယ် ဒီစစ်တဲ့အခေါ်ကြာဆုံးတယ်ကျွန်တော်တို့ဘက်မှာတော့ဒါခွေးတွေဝက်တွေနော်အဲ့လိုတေသွားတယ်လို့ပြောကြတယ် တေတော့တေတာပေါ့ကွာကြာဆုံးသွားတယ်လို့ပေါ့ အေးအဲ့ကြာသွားတဲ့ကောင်တွေကိုဖယ်လိုက်နောက်တုံပန်းဖြစ်သွားတဲ့ကောင်တွေကိုဖယ်လိုက် အေး နော်အဲ့ဒါတွေအားလုံးဖယ်လိုက်တာတော့မှအခုစစ်သားအယောက်2000နဲ့အရာရှိအယောက်200ကျော်လင်းဝင်သွားပြီစီရီယံလုတ်လိုက်ပြီဟာသူကောင်းရင်လုံး2000ကျော်တယ် အရာရှိက200ကျော် ဟာဒုက္ခပဲ ဒါပေမဲ့တေတဲ့လူတွေမပါသေးဘူး မပါသေးဘူးပါအဲ့အပုံလိုက်တွေမပါဘူးနော် အဲ့ဆိုပြန်ချင်းပြန်တွေ့ရင် ဟောအဲ့ ဒီ9နှစ်တာကာလအတွင်းမှာ9000လောက်တေတာပေါ့ စရင်မချိုးရသေးဘူးအဲ့ဒါစရင်မချိုးရသေးဘူးဟာ ဟာ ပြောတော့စစ်တီ9သိန်းနဲ့ဒုက္ခတသိန်းဝဲတော့မကြံတော့ဘူးဟာကိုကလေ အော်ငါကဂူဂူကြီးပြောတာမင်းတွေ့ဘူးလား ဘာတွေလျှောက်ပြော တခါဘာမှမပူနဲ့တဲ့နောက်မှာတန်ခါ9သိန်းရှိသေးတယ် အဲ့တန်က9သိန်းကလည်း4သိန်းနဲ့9000နဲ့69ယောက်ကပြောတယ်ဂူကြီးအရင်တာဝန်ထမ်းလိုက်တဲ့ပြင်သူလိုက်ထမ်းမယ်အဲ့လိုသူတော့ဒုက္ခကြီးနဲ့သွားနေရတာဗျာဒုက္ခပဲ ဟုတ်လေဂူဂူပြောပြတာလေ ဟာဒုက္ခပဲတန်ခါ9သိန်းဆိုတာဖះသားတော်တွေလေစစ်တိုက်တဲ့ကိစ္စမဟုတ်တာဒုက္ခပဲဗျာ ဟိုရတကူရှိ သူတော့မကောင်းရင်ဒီ2000လောက်ကအလင်းဝင်သွားမှာသူမကောင်းလို့ကိုရှေ့မှာ အဲ့ဒါသူကသူဝင်သွားတာလေပါပါကွာ အဲ့ဒါကိုကသူ့ကိုဝင်တော့အဲ့ဒါကိုလာပြီးပါလေယာဒူး3ခုလာစားတစ်ခုတို့လာလို့ ဟုတ်ဘူးလေကွာအာမို့အဲ့ဒါ ကိုမသိဘူး ဟုတ်တယ်လေကွာ မဟုတ်ဘူးဘယ်လိုတယောက်တော့ရှုပ် မို့ငါတကယ်မသိတာအဲ့ဒါ 2000ကျော်နော်ဒီရဲဘော်ကြီးပဲ ဟိုအဲ့ဒါစင်းတော့မှတ်ထားအောင်ပဲဘာလို့လဲဆိုတော့အဲ့ဒီကိစ္စအရေးကြီးတယ် ဟိုတုံညတစ်လုံးထက်တိုးဖို့ရှိ မတိုးနဲ့ ရှေ့တော့2သိန်းလောက်ဖြစ်သွားနိုင် မတိုးနဲ့ ဟိုဖြစ်သွားတယ်အခု ငါကငါတို့ကမနေ့ချက်ကုတ်ပြီးစုနေရတာမင်းက ရှိတော့အဲ့ဒါလေးရှောကုန်ပြီ ချက်ကုတ်ပြီးစုနေရတာကွာမင်းကလည်း မစွလို့ပါလေကိုအဲ့ဒါပဲလိုက်အာ တပတ်စဉ်ကိုလောလောဆယ်မှာမင်းကလူအများကြီးရောက်ဖို့တော့မနေ့စုနေရတာ ဟုတ်တယ်မဟုတ်ဒါပေမဲ့ တနိုင်ငံလုံးတော့ အခုတော့ဟိုဖြစ်နော်တမင်မွေးလိုက် ကြားစားလိုက်ပေါ့ကွာ အဲ့ဒါပဲကိုတော့မွေးလိုက် PDF ကစားလိုက်ဟာမိုက်တယ်ဟုတ်တယ်ကိုတို့ဒီစစ်သားစုဆောင်တာဘာဖြစ်လဲဆိုတော့ဒီမွေးငါဈေးကွက်ကြီးကိုဖြန့်ကျက်အောင်လုပ်ပေးတာ ਨੇ တူတူပဲအဲ့လိုဖြစ်သွားတယ်နော်ဖြစ်သွားတယ် တိတ်မကြပါဘူးငါတို့ရွေးကောက်ပွဲပြီးသွားရင်မင်းတို့တွေ့ပါ အေးငပြောပြနေတော့ကုန်နေပြီ ဟာ ကုန်နေ တနိုင်ငံလုံးမနေ့ရှာတယ် ကိုယ်စလေအလဲကြရင်ဟိုလုပ်ပဲကြာစံချက်တွေပဲပြောင်းလို့လေ ဟေ့ကိုယ်စလဲကတိုင်းပြည်တွေအလုပ်လုပ်တာလीစစ်တိုက်တာမဟုတ်ဘူးလी ဟေးပါ ဟာ အဲ့ဒါဆိုဘာလို့စစ်တီ9သိန်းကိုရှောက်ပြီကိုတို့ကဝင်တိုက်ပါလား အထာငါတို့ကစစ်တိုက်ဖို့လာတာမဟုတ်ဘူးလားငါတို့ကပြည်သူတွေအလုပ်လုပ်ဖို့လာတာ အောက်ဆိုင် ရှာအောက်ဆိုင် ဟုတ်တယ် ဟေ့ ဟုတ်တယ် ဆော်ကားတာများသွားပြီကွာ ဟိုကိုယ်စလေလုပ်ပြီးစင်းဝိုင်းလူကြားဘူးလားကြားဘူးလား ဆေးရတယ်လေ ကြက်ဖို့ကလေကြားဘူးလားကြားဘူးလား ဟေ့ငါရှိတယ်လေအော် ဒုက္ခကိုလည်းအစမို့လို့ငါမှဆိုင်ကယ်တစ်စီးတော့မပိုင်ဘူးမင်းက ဒုက္ခပဲဘာ ဆိုင်ကယ်မပြောနဲ့မင်းစပိတ်အဆုပ်တစ်စီးတော့မပိုင်ဘူးမင်းက ဟိုအဲ့ကွက်တွေယိုးနေပြီနော်အခုအိမ်ကလည်းသူများနာမည်နဲ့နော်ဟိုငှားထားတဲ့တိုက်စီကားတွေကလည်းသူများနာမည်နဲ့ဘာလို့အခုနာမည်နဲ့သူချိတ်ပိတ်ကန်ရမှာလေ ဟုတ်လေ အဲ့ကွက်တွေယိုးသွား မဟုတ်ဘူးလေ ဟုတ်လားယိုးသွားပြီ အဲ့ဒါက အဲ့ဒါလူကြီးတွေလှုပ်ထားတဲ့အကွက်တွေအခု အာ သူတို့ကိုယ်ပိုင်နာမည်နဲ့ဘာမှမရှိဘူးနိုင်ငံခြားမှာသူများနာမည်တွေနေပြီဟာ အမင်းပြောချင်တာပါနဲ့ငါအကိုလိုင်းကြီးတို့ ဒူးကျုပ်တို့ဝင်းကြီးကျုပ်တို့ကနိုင်ငံခြားမှာသူများနာမည်နေနဲ့ထားတယ်လို့ပြောချင်တာလား ဟိုလူငှားပြီးထားတာလေဒါကိုပြောချင်တာဟာဟုတ်လားမဟုတ်လားဘုပြန်မေးကြည့်မေးရလား မေးရဘူးလေကွာ အဲ့ဒါကိုဘာလဲလာစားတစ်ခုပဲယူတယ်လို့ဒုက္ခ အေးပါကွာ အေးအနှွေးတဲ့ဝက်လေးကွာလေမဟုတ်အေးတယ်ဆို ဟောဒုက္ခပါပဲကွာမအေးဘူးကွာ ဟုတ်တယ်ကို ဘာဟုတ်တယ်တော့အော်ဟုတ်တယ်ဆိုတတိယ ဟဲ့ မင်းကငါအကိုလိုင်းမေခွန်းပြောသွားတာ အော်ဒီအောက်ဆိုင်ရတဲ့ကိစ္စလာစားတစ်ခုပဲယူတယ်ဒါပေမဲ့အောက်ဆိုင်ကပုံများနေတယ် အဲ့ဒါပဲမင်းတို့ ဘာ ဖတ်ပါကြည့်ပါရှုပါဆိုတော့ဘာမှလည်းမကြည့်ဘူးငါကိုလိုင်းပြောသွားတဲ့စကားကလေတကယ်ရင်ထဲကနေကိုလာတဲ့နစ်နဲ့ကကပြောတဲ့စကား အာ ပြောပါ ရင်းနဲ့လာတာဒီ ဟုတ်ပါပါကွာအဲ့လိုអော်တာမဟုတ်ဘူး ဘလို့ဘလို့ ငါကိုလိုင်းကြီးကပြောရတယ်တကယ်တော့ကျွန်တော်နိုင်ငံမှာစီးပွားရေးကျဆင်းတာ သူ့ကြောင့်လေသူ့ကြောင့်မဟုတ် သူ့ကြောင့်မဟုတ်ဘူးတဲ့ ဘလို့ကြောင့် MNDAA နဲ့တဲ့ TNN နဲ့ AA တို့ရဲ့ကြောင်းတဲ့သူတို့စီးပွားရေးကျဆုံးတာတဲ့ ဟိုဘလို့တော့ကျင်းလဲသူကဒီမှာဝင်သွားလိုက် ဟ
ဟိုကကြီးပြမှာ သေးလေးရှိတယ်အေး ဘာဟုတ် ဝင်သွားလိုက်ကျွန်တော်ပြောပြမယ် ရှင်ထဲလာတဲ့စကားပြောတာ ဟိုတိုင်းပြည်မှာအခုလူသက်မီးရှို့မရင်းချင်းဟလားနော်ပြည်သူတွေစစ်ရှောင်အောင်လုပ်နေတာဘာလို့လဲအာနာသိန်းသွားတာဘာလို့လဲ ငါကိုလိုက် အေး MND ရဲ့မီးလိုက်ရှို့လားရွာတွေလိုက်ဖြတ်လားအပြစ်မဲ့ပြည်သူတွေပြစ်လားအခုပြောင်းမယ်နေမပြောနေ အဲ့ဒါတော့ ဟာ ငါမသိဘူးကွာအဲ့ဒီကငါအိပ်ပျော်နေတာ မဟုတ်ဘူးအိပ်ပြောင်းတာမဟုတ်ကိုအဲ့နဲ့ကိုရှော့ဝါမှာနော်ရှော့ဝါမှာတခါလေ အော်ဒုက္ခပါပဲကွာမင်းကငါအကိုလိုက်ပြောတဲ့စကားရင်ထဲမှာပါလို့ပြော ပြော ပြ ပြရင်းနဲ့လေဟုတ်တခါကျရင်ကြော်စင်းသားမိတယ်ဒီလိုင်းကမွေးလာတော့သူကီမီကောက်ထောင်မြန်ထွက်လာမသိဘူးဘာလို့စကားတွေပြောင်းမြန်နေပြောတယ်ဗျာ လာမစီပဲမွေးလာတာဟေ့ 9လ ခုနှစ်လ 9လတဲ့ ဟာကြုံရ အတွင်းသီးပေါ့ဒါဆိုရင် ဟုတ်ပါကွာ အတွင်းသီးပေါ့ဟုတ်တယ်ကျွန်တော်ပြောတာမဟုတ်ဗျာပြောရရင်ဗျာ ငါ့ ဒီ ကိုထောက်တော့မပေးနဲ့ငါထုတ်တ ဟုတ် တ် လေ တယ် ဒီလိုင်းရဲ့ဒီအုံနောက်တွေကဘာလဲဆိုတိတ်ဟိုဘလို့တင်မပြည့်ချက်မပြည့်ဗျာဒီ hot point ကာချက်ပေါ့အဲ့လောက်အဆင့်ဖြစ် လက် သွား ပေးဆိုင်တွေရောက်ကုန်ပြီ ငိုအဲ့ဒါတော့ဒါကျွန်တော် short ပြောတာ ဟာပွိုင်ကချက်မဟုတ်ဘူးပစုံအောင်တော့ပစုံအောင်တော့ ပစုံအောင်တော့ အေး ပစုံအောင်တော့သူပြောတာနော်ပစုံ အောင် အောင် တော့ တော့ ချီးနေရရှိတာ ဟေးဟုတ်တယ်ကျွန်တော် hot point နော် hot point လောက်ပဲကျွန်တော်ပြောလိုက်တာပလဲနဲ့ငါအထိရောက်အောင်သူပို့လိုက်တာ ကြုံရပြန်ပြီကွာ ဟုတ်တယ်ဟုတ်ပြီဟုတ်ပြီ ဘုံငါပြောတာဒီလိုအကိုလည်းမဟုတ်ဒီလိုတို့ကျွန်တော်ဒီကောင်းကိုမကျင်တော့ကျွန်တော်ပြောကြတယ်ကျွန်တော်ထွက်သွားတာဗျာ စေတနာအမှားပေါ့ စေတနာအမားလေးပါ ရှင်နေကနေပြီ တော့ရှင်တဲ့ရတယ်မပါပါဘူး ဘာရှင်နေမပါတာ ဟာဦးလေးကော အဲ့ပေါ့အဲ့တော့ကျွန်တော်စဉ်းစားတယ်ဗျာတခါကြလို့ရှိရင်လေဒီကာကျုပ်ကနိုင်ငံမှားပြီးတော့ပဲရောက်လာလားပေါ့နော် ဟုတ်တယ်သူကအရင်တော့အီတိုပီးယားမှာမွေးရ အေးအီသီယိုးပီးယားမှာမွေးပြီးညပိန်ချောက်ပြီးတော့မလုပ်နိုင်ဘူးအီသီယိုးပီးယားလူတော့ရောက်ကုန်အခုမှပြန်ပြီးတော့အီသီယိုးပီးယားဖွံ့ဖြိုးကစား မင်းကိုရွေးပြောနေတာ အခုကျွန်တော်စဉ်း မင်း စား တချင်းတော်ချင်းဒီဖေဒီမေဒီနိုင်ငံဒီရေမြော တ မွေးတယ် တချင်းရေးမှာ ဒီဖေဒီမေဒီနိုင်ငံဒီမြေမှာမွေးရသည် ပူဟာအော်တော့ပူလေလေပူလေလေ ပူတာမပြောနဲ့ အော်အဲ့ဒါပဲဟိုအမှန်လေဒါကလည်းကျွန်တော်တိုင်းပြည်အခုလိုဖြစ်နေတာကဘယ်လိုကြောင့်လဲဆိုတော့ဒါရဲဘော်၃ကျိတ်အမားလည်းမကင်းဘူးဗျ ဟေ့ ဟုတ်တယ် ဖေကဒါအကြီးကျယ်သွားပြီရဲဘော် အမှန်ဒီရဲဘော် တော့မမီဘူးရဲဘော်တော့ ကပဲအမှန်ဒီရဲဘော်၃ကျိန်းနဲ့အဖွဲ့ဟာအင်္ဂလိပ်ကိုမတိုက်ထုတ်ပဲနဲ့ အော်အေးဟုတ်တယ်အင်္ဂလိပ်မျက်နှာနီတွေကို မျက်နှာဖြူ သူတို့တစ်ခါရနီတယ်လေ အခြေနဲ့ပတ်လွန်တော့ဗောအဲ့တော့ဒီရဲဘော်၃ကျိန်းကအင်္ဂလိပ်ကိုမတိုက်ထုတ်ပဲနဲ့ဒီဦးတောင်းလိုက်တို့အမျိုးနွယ်တွေကိုတိုက်ထုတ်လိုက်ရင်ကျွန်တော်တို့တိုင်းပြည်ဦးလောက်ဆိုအေးဆေးပဲနော် ချင်းချင်းတော့ကွာ အဲ့ရဲဘော်၃ကျိန်းလိုပါတယ် ဟုတ်တယ်ရဲဘော်တော့ချင်းအဲ့ရှင်တော့မပေါ်သေးဘူးငါကိုလိုက် မဟုတ်လေသူမပေါ်မဲ့သူ့ရဲ့ဘိုးဘီဘီဘီနေပေါ့ အမှန်မင်းပြောချင်တာဒီဖြစ်ပါလိမ့်မယ်ဒီလိုအမှန်တီပေါင်းမပါတော်မူသွားတဲ့အဲ့ရထားနဲ့ထည့်လိုက်ရပါနော် ကျဲ ဟုတ်တယ်မလား ကျဲခေါင်းဝင်စိတ်ထဲမှာဘလူရထားနေတဲ့တင်းမောနေဟဲ့ မဟုတ်ရထလုံးစီးပြီးတော့သင်္ဘောစီးတော့အာကြုံမြန်ပြီကွာ ဒါဆိုရင်ဟော မင်းကလေငါ့ကိုလာပြီးတော့အစမဆွဲနဲ့ ငါမဟုတ်ကျွန်တော်တီဘောမင်းအထိမသွားဘူးနော်ရဲဘော်၃ကျိတ်ကအမှန်အင်္ဂလိပ်ကိုမတိုက်ထုတ်ပဲနဲ့ဒီဦးတောင်းလိုက်လူမျိုးနွယ်တွေကိုတိုက်ထုတ်လိုက်တိုင်းပြည်အေးဆေးမယ်ဒါဟိုသူကကြိုတင်ကြံစီမှုနော်အဲ့ဒါ ဟိုရဲဘော်၃ချက်စီမသွား အဲ့နောက်ကျောက်ဓာတ်နဲ့ထိုးတာနော်နောက်ကျောက်ဓာတ်တီဘောမင်းပါတော်မူတဲ့ဒီဂုံးဝင်စိတ်မှာဒီကာနယ်စလီတွေကနေပြီးတော့တောင်းတီဘောမင်းကိုလည်းဆွဲဟာလားတောင်းလိုက်ယူလို့ဒီလိုဆွဲပြီးထည့်ပေးမယ်ဆိုတဲ့ပုံပေါက်သွားတယ် ဟိုကျွန်တော်ပြောတာဘူးလေဟို ဘုံမဟုတ် အကိုလိုင်ကြီးကအခုချိန်မှာသူတို့ဟိုဟာဘယ်လိုခေါ်မလဲဆိုတော့လေ ဟိုဟို တိုင်းပြည်ရဲ့ဟိုဟာပေါ့နော် မြတ်တုံးကြီး အမျက်တုံးကြီးဖြစ်နေတဲ့အချိန်မှာသူတို့အဲ့တော့ဖြစ် စူလေး ဖေကိုအမျက်တုံး ကို ကို ပြောတာလေမြတ်တုံး ဟောဒုက္ခပဲကွာဘေးကလေကွာ ဟိုအမှန်ဒီကိုတောင်းလိုက်နဲ့ဒီမတ်တင်ဦးနဲ့မတွေ့လို့ရှိ ဒီ ရင် တော့ဘေကိုမတင်ဘူးလေ မသိဘူးဗျာ तू ကဘယ်မှလည်းမသိဘူး ဒီ ဒီ မင်းနာမည်ကတောင်းလိုက်လားခင်လိုက်လား မခင်းလိုက်မဟုတ်မျိုးကိုလည်းမဟုတ်ဘူးเนาะအမှန်ဒီဦးတောင်းလိုက်နဲ့ဒီမတ်တင်ဦးလားမတ်တင်လို့လားသူတို့ဒါဒီမတွေ့လို့ရှိရင်ဗျာဒါကြီးဖြစ်လာစရာအကြောင်းမရှိဘူးတိုင်းပြည်ကနောက်တစ်ခုကဒီ DSC အကြောင်းမှာဒီလှိုင်းရုပ်အောင်ပေးလိုက်တဲ့အကြောင်းအုပ်ကိုကျွန်တော်သိချင်ဘယ်သူလဲလို့ အဲ့တော့ကကျောင်းကအာ သူလည်းနေလို့လို့ အဲ ဒါတော့ဘာတော့ဒါအမှန်ရဲဘော်၃ချိတ်ကအင်္ဂလိပ်ကိုမတိုက်ဘဲနဲ့ဒီဦးတောင်းလိုက်တို့မျိုးနွယ်တွေကိုတိုက်လိုက်တိုင်းပြည်ကောင်းပြီနော် ဟုတ် ဟုတ်တယ်ဘယ်လိုဒီဘောမင်းပါတော့ဘူးတော့သူ့ထည့်ပေးလိုက်အောင်နော် မင်းတို့ကောင်းနေရလဲ ဒါ ကွာ ပေမဲ့အဲ့ကျန်လေအိန္ဒိယပြက်စီးအောင်နော် ဒုက္ခပါကျွန်တော်ကလေကိုလိုက်ကျွန်တော်ပြောတယ်အကိုလိုက်ကိုပြောရင်ကျွန်တော်တစ်စက်မှမခံနိုင် မကန်နဲ့ ခံနိုင်ကျွန်တော်ပြောတာ ပစုံအောင်နောက်တယ် မစိုးအောင်တော့ဆိုကိုလိုက်ခေါင်းထဲမှာချီးတယ်အလားပါပဲကြီး အဲ့ဒါငါမင်းဆိုရပြင်းသွားပြီဟာပြီအဲ့ဒါကြီးဟာ မင်းငေါ့ဒါလည်းမပြောလိမ့်ငါချွတ်ကြုံသွားတာလေ ဟုတ် ရ စိတ်ထိန်လေစိတ်ထိန် အေးတောင်းကမင်းတို့လဲပြီလားခါတော့အေး ဟာအခုငါပြောသီးကုန်လည်းပြော ရောက် ဟုတ်တယ် ဘာငါပြောသေးကို ဟိုတော့အပုံလဲလှူနေရ ခုတော့များတော့အရင်တော့ငါတို့ကြိုက်ထီးကိုတနတ်ရပြရမယ်အခုတော့ငါပြောသေးကိုပဲပြောင်းသွားပြီ ဟုတ်တယ်အခုဝါမျိုးတုံးမှဆိုလို့ထိန်းကာဝယ်တဲ့အနေနဲ့ဗျာဒီကပဝါပညာရှင်တွေကပြီးတော့
ဝါမျိုးတုံးမှာဆိုလို့အခုစစ်တပ်ကိုဝါသနက်တော့မကင်နဲ့နော်ကင်ရင်ဒီငပြောသည်တနက်ကင် မသိမယ်လေငါကလေဟိုငါတို့စစ်ကြောင်းထွက်သွားရင်လေငါပြောတစ်ခိုင်ထက်ထက်ပြီးရမလို့ ဟုတ်တယ်နော်အယောက်100ဆိုအလုံး100ရောတယောက်တစ်လုံးဟိုအဲ့ဒါမိုက်တယ် ငါပြောစစ်ကြောင်းကြီးဖြစ်နေမှာဗောဟာ ဟောငပြောစစ်ကြောင်းကြီးလာပြီဆိုအသားစားလိုက် PDF နဲ့တွေ့ရင်အခွန်နဲ့ပြည့် အော်နစ်ပထွေးတွေကအဲ့လိုခုံနဲ့ပြစ်တာမို့နစ်ပထွေးတွေကကြီးစန်းနဲ့ပြစ်တာလေ အခုရန်ကုန်ကဒီရွှေကုံတို့စုလေတို့ဘူတထောင်တို့ကအဲ့ဂောဘကရတော့ကိုမြခုတ်လုံးတယ် ဘာဖြစ်လို့ ကိုတို့ကနောက်ပိုင်းတနက်မရှိတော့ဘူးလေဟွာကြိုက်တီယိုတနက်လည်းအလင်မမီဘူးအဲ့တော့ဒီငပြောစစ်ကြောင်းကြီးနဲ့သွားမယ်ဆိုရင်သူကရော်ပွဲတွေစွန့်မှာဆိုလို့ မရိုင်းလိုက် ဒါကြောင့်မဟုတ်လေကရော်ပွဲပေါ်တာတွေပဲဆိုရင်ဘယ်လိုလုပ်မလဲ ကရိုပွဲပေါ်တာရှိမလား ကိုတို့ကဘုံကြီးတော့လွတ်ပေးတာမဟုတ်ဘူးကရော်ပွဲတွေပေါ်တာဆွဲတယ်ရှီတန်းထဲမယ် အေးကျွန်တော်တောင်းကမှလဲပြီးတော့အေးငါ့ကိုပြောတာနော်အေး တောင်းကမှကိုတို့လဲသွားတာ ငါတို့ဘာလို့လဲရမှာလဲဗျာ 6កောင်နော် ဘာဖြစ်လဲ အုံဒီနိုင် ဘယ်ဟိုအိုးနေနိုင် ဩအုံဒီနိုင်လေဟောလေငရဲ အိုးတော့ ရက်ကုကိုတို့ကြီးတောင်းကမှဒါပေမဲ့ခုနငပြောသည်တနတ်တော်မပြစ်လိုက်ရဘူးသူတို့နောက်ထွက်မယ်ဆိုဒီမဟာလာရုရှားမှာသွားပြီးတော့ဒီနီးပညာကျူတွေဆိုဒီငပြောကွန်တနတ်ဟုတ်မရခိုင်တော့မလုံးနဲ့ရခိုင်ကကျတော့သူအလုံးသေးတယ်လေဟိုရှုငပြောသည်တွေလေသူဗာလဲသူကောက်ကြီးလေအကောက်ကြီးတယောက်နှလုံးဆိုပြီးပြီဥမာလက်နဲ့ကြီးပြည့်တဲ့ကောင်ဆိုရင်အကောက်နှလုံးလောက်ပေးထားတယ်ရပြီဘိုင်လဲဝတယ်သူအခွန်ကြီးတယ်လေ ဟာ ကျဲဘော်တွေတဲပြေးဆိုငပြောခင်နဲ့ပြေးငပြောကွန်စစ်ကြောင်းဟုတ်တော့ ကပြောကုန်စကြောင်ပြမလား ပေါ့လေအဲ့ဒါမှချော်သွားမှာဟုတ်တော့နောက်ဆိုကိုငရှင်းနေပါထည့်ပြီငရှင်းလဲချော်တယ်လေ လွတ်တာကြိုက်ပါရဲ့ ဟုတ်တယ် နော်ဟိုကတည်တဲ့ကောင်တွေကလည်းသေးနေပြီ လင်းကောင်လိန်နေ လိန်တဲ့ကောင်တော့ ဟုတ်ကဲ့ပြော ထပ်ပြောတယ်တော့ထပ်ပြောပြီးပါ ပြောပါနော် တွေ့မယ် ဟုတ်လိုက်လိန်လဲဒါပဲဟုတ်လိုက်လိန်လဲဒါပဲ ဟေ့ ကိုမရတော့ဘူးမပြောသေးကိုလည်းပြင်းတော့ကိုတို့မနိုင်ဘူး ဘာလို့မရမှာ ဩဒုက္ခပဲရလို့ပြောနေတာပေါ့ မင်းပါတာမော်တာသိတယ်မလား ကျေဟိုပါရာစီတမော့ အဲ့ဒါစေး ပါရာ နေမကောင်းရင်တော့စေး ဒီအဲ့ဒါလည်းတည်တယ်နောက်ပြီးဟိုဗာလေဟမ် စက်တက်စက်တက်လေဒီ ဟိုကျွန်တော်ချင်းဗိုလ်ချုပ်နေတာ ဟိုနေတော့မောင်တော့အခုစက်တက်လေပြီးဟုတ်တော့ကိုဂျိုင်ရိုကော်ပါလာပြီ ဘယ်အတင်းရလဲတော့ အာတော့အင်္ဂလန်ကလေမြ ဟုတ်လားမန်ယူကလား ဒီကိုလာတာလေ ဟိုက်တယ်တော့ဘလော့ဂါလို့လည်းပြောတယ်အရှင်စားတော့နေရိုက် ဂျိုင်ရိုကော်ပါ อ๋อအဆိုတော့ဘုန်းချုပ်ပြီးညီ အာဆော့မိုက်တယ်ဝေးယာဝေးI don't know ဝေးဘာလို့ဆိုတော့ ဟာလေဘလို့လဲ ဂျိုင်ရိုကော်ပါ ကျွန်တော်သိပြီ ဟယ်လီကော်ပါအသေးစားလေ ဟောဟယ်လီကော်ပတာနဲ့သူနဲ့ဟောမောင်နှမ ဟယ်လီ ဟိုကဟယ်လီ ဟယ်လီပေါ်တာဟွာတို့က တပြက်စီးနဲ့အဲ့ဒါမဟုတ်ဘူးလား မဟုတ်ဘူးလေဟိုကတပြက်စီးစီးတာ तू ကရောက်မှမြင်းစီးထွက်ရမှာသိလား ချောင်းမဒုက္ခပဲမပြောကုန်စီးရမှာကိုတော့ ဂျိုင်ရိုကော်ပါ ဂျိုင်ရိုကော်ပတာနဲ့ မင်းတို့အရင်တော့ပါတာမော်တာကိုကြောက်တာလေလိုက် ဒီကိုတော့ပဲပြက်ကြ ဂျိုင်ရိုကော်ပါအခု ဂျိုင်ရိုကော်ပတာ ဟမ် ဂျိုင်ရိုကော်ပတာအခုဂျိုင်းပြုတ်ပြီးတော့ပြက်ကြတာဘိုးတကောင်တော့ပါသွားသေးတယ်ဘောင်းနှစ်ကောင်ခေသွားပြီ ဟုတ်ဘူးလေ အဲ့ဂျိုင်ရိုကော်ပတာကြီးပဲပြုတ်ကြသွားတာအေဂျင့်မေဖြစ်သွားပြီ မင်းတို့အဲ့လိုတွေမလုပ်သေးဘူးလေကွာ ဟုတ်ဘူးကျွန်တော်တို့ပြစ်တာမဟုတ်ဘူးသူကသူပြက်ပြီးပြုတ်ကြတာဒုက္ခပဲအမောင်းကျင်တာကွာအဲ့မှာ အနောက်မြောက်တိုင်းစစ်ထားလားဆိုမထား မုံ ဘူး ရွာကဟုတ်တယ်မုံရွာကောင်လေးတက်ကလေးနဲ့ကွာအမှန်တော့သူမောင်းတက်လို့တော့မဟုတ်ဘူးဟိုကခီယာထိုးလိုက်တာကွာလေးကိုခီယာပန်း ခီယာမပေါ့ဘူး ဟောအေးတော့အဲ့မှာလီဘာကိုဆွဲလိုက်တော့ဗျာကလပ်ကိုနင်းပြီးတော့အဲ့မှာ ဘောအဲ့ဒါကားနဲ့မ အဲ့မှာဒီဘက်ဒီကင်မ ဘ ရာ က်ကြီးရတယ်မပါ မပါဘူးနော်အဲ့ဒါနေဒီပါရာဗာလေဂျိုင်ရိုကောပရာအဲ့ကောင်ကြီးထွက်သွားပြီးတော့အပေါ်လဲရောပြန်မစင်းတက်တော့အဲ့မှာပြုတ်ကြသွားတာပြုတ်လဲကြသွားဘိုးကြီးတကောင်အပါနောက်ထပ်တကောင်နှစ်ကောင်ကသေးတယ်ဂျိုင်ရိုကောပရာကြီးရောဂျိုင်းပြုတ်ပြီးတော့တစားစီဖြစ်သွားတယ် မင်းတို့ကော်တွေမမောင်းတိုင်နဲ့ဖေမရားနဲ့တက်ပြီးတော့ အေး နော်ငါကတော့ပြောလိုက်တာသူများပြစ်တယ်မှတ်လို့မင်းတို့ကလှုပ်လိုက်စောက်တလွဲကွာ ဟိုထက်လွဲတာရှိသေးတယ် ဘယ်လိုလဲ မင်းကဗာလေဟိုသတင်းစာရှင်းလင်းပွဲမှာ အေးလေငါဘာလေးလှုပ်တာလေ ဗာလေဟိုမိုးဟိန်းလားဗာလား အော်စာနေ မိုးလုံးဟိန်းနဲ့ဂျိုးသိန်းလားဟောမိုးဟိန်းလားအေးသူကလည်းမေးတယ်အဲ့ဖြေးတဲ့လူကလည်းဖြေးတယ် ဘာတွေမေးလို့ဘာတွေ မေးကောင်ကျွန်တော်တောင်းနဲ့ထားမေးတယ် ဟိုအဲ့တိုက်ပြီးသားဘာလို့ကြောင်တော်ဖြစ် ဟော လဲ သူမစခင်တိုက်တာ အရှင်နဲ့ကလုံခဲ့တဲ့နေ့ရက် ဒါပဲဘန်တစ်ပေါ့နော် ဘယ်ဘန်တဲ့ ကျွန်တော်ဒါမေးလိုက်ခွင့်တာဖြေမယ် မို့အဲ့ဒါကြုံတဲ့အချိန်မှာမေးတာဘန်တဲ့မဟုတ်ဘူးငါပါဇက်ကပလို့ဆိုထွက်မင်းရလေကွာ ခင်ဗျားတကယ်တော့ငကြောမကြိုက်တဲ့ကြောင်မိုက်ခင်ဗျားရဲ့အမှောင်မဲ့ အဲ့ဒါပြတ်တဲ့စကားတွေအဲ့ဒါ အဲ့လိုတိုက်တယ်တိုက် ဟုတ် ဘူး ဘူး ဟုတ်ဟောသူ ကြုံတယ်လို့မေးလိုက်တာကွာ ဩ အဲ့ဘာမေးလဲပြောပါဦးငါမသိလိုက် ငါဟိုရောက်ကြုံတယ်လို့မင်းမယ်အဲ့လိုပြောတာ အေး ညှိတာတော့ဟောသူအခုမှတွေ့တာပေါ့ အခုမှတွေ့မသိဘူးကွာသူတို့နှစ်ယောက်မသိဘူး အဲ့ဒီသတင်းစာရှင်းလင်းပွဲပေါ့နော် အေးဟိုမင်းပြောတာငါသိပြီကွာဟိုကသူတို့ကနေဝင်မိုးရင်းဆိုတာ အေးအဲ့မှာဗျာဟိုဂျလုံးမလုံးလေ ဇလုံးပလို့ တော်လည်းရေးပြီးသွားပြီလို့ပါတော့အဲ့ဒါစစ်တပ်ကနိုင်သွားပြီလို့လက်အကြီးစုပြီးပြောတာလေ အေးလေ တုတ်တဲ့လက်အကြီးနဲ့လေ ဟိုတုတ်လေ အေးအဲ့ဒါကြီးပြောတာလေအေးအဲ့ဒီကောင်မေးလိုက်တော့အဲ့ကိုယ့်ရဲ့အဘလေးလားတော့ဖြစ်လိုက်တော့ကိုယ့်ရဲ့ကြောင်တော်ကြီးပါ ဘယ်လိုဖြစ် 2008ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့စီမင်းစည်းကမ်းအရာတဲ့ဒီတိုင်ကြီးကတံပရာလုတ်ချင်လေလုံအောင်ပါ ဟိုလိုက်
တိတ်မပြောချင်ဘူး ခရက်ထနော် စောက်ရဲခရက်တွေမထနဲ့ကျွန်တော်ပြမယ်ဥမာအောက်ချိန်မှာလေတဖုံးဖုံးကြနေရသလား ဘက်ဂျိုင်လိုကော်ပရာ ဂျိုင်လိုကိုရာကြီးရတယ်ဂုံးဆိုကြာသွားပြီလေနော်ပါရာစီဆေးကွာ မပြောကုန်နဲ့ပြင် ပါတာမော်တာလည်းမရှိတော့ဘူးနော်ဗါလဲအချိန်မှာရှေ့မှာလည်းရာစု3ခုရှိတယ်တိလား နော်ကာဝဲဦးစီးချုပ်ဝင်သွားပြီ ဟမ်2000ကျော်လည်းဝင်သွားပြီအခုနောက်ထပ်သမရလုံမယ်ဆိုရင်ဘလောက်ပဲရာစုတွေများများအကိုလိုက်ကျွန်တော်တခုတော့ပြောလိုက်မယ် ပြောကြ ကျိုးစီတာတခုပဲရှိတယ်နော်ကိုလိုက် အခုကျွန်တော်ထက်ရှာပေးမယ်လေ မရဘူးမင်းရတယ်သူကကျိုးရတယ်တော့ကောမကော I know owner ဒါလေးကတော့ပြည်သူ့ချစ်တော်ကြီးများဖြစ်ကြတဲ့ One Star ကိုအောင်တော်နဲ့ကိုပေါ့စီຫນွေဦးတော်လည်းရေးတို့ရဲ့စကားစဘက်မှာလက်ရှိဖြစ်နေတဲ့အဖြစ်အပျက်လေးတွေကိုဟာတာသဘောမျိုးရိုက်ထားတဲ့ဗီဒီယိုလေးဖြစ်ပါတယ်ခင်ဗျာဒီဗီဒီယိုလေးကိုကြိုက်နေတဲ့ဆိုရင်ကျွန်တော်ရဲ့ page လေးကိုလည်း like and subscribe လေးပြုလုပ်ပေးကြပါဦးများများလေးလည်း share ပေးကြပါဦးလို့ညစ်တဲ့ရက်ခံအပ်ပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ